Hello hello အားလုံးပဲမင်္ဂလာပါရှင်မေတ္တရီကိစ္စံဘက်ကရီမှာပြန်လည်ချစ်သူပါရရှင်မင်မင်တို့အခုတွန်းရပို့ဆောင်မလေးကတော့ဘကိုးတိုင်းဒေသကြီးလက်ဗရန်မြို့နယ်ခမောင်စေးအုပ်စုတန်းသိပ်ရွာမှာနေထိုင်နေရှေ့ရတဲ့မမေရဲ့65နှစ်ပြည့်မွေးနေ့နဲ့ရှေ့ရတဲ့သားလေးရဲ့ရက်တရာပြည့်မွေးနေ့အတွက်ပါဆိုပြီးတော့ငွေသား10သိန်းပါဝင်တော့မန်နီပူလင်ကိတ်တလုံးရိုးရိုးမွေးနေ့ကိတ်တလုံးငွေသား2သိန်းတန်ပန်းစီနဲ့မုံအစုံပါဝင်တော့ရှင်ပစိုးဖနန်းအင်ကြီးမာရီထားလာလေးတွေကိုတော့ရပို့ဆောင်ပေးမှလေးပဲဖြစ်ပါတယ်ရှင်ဘယ်သူတွေဖြစ်မလဲဆိုတာနဲ့ဘယ်လိုတွေပြောစရာကောင်းမလဲဆိုတာကိုတော့မင်းမင်းနဲ့အတူလိုက်ပါကြည့်ရှုပေးကြပါဦးရှင်ကျေးဇူးတင်ပါတယ်ရှင်